သမီးကာရှေ့ကနေကာနဲ့ထိုင်းမျိုးသမီးနောက်ကိုဆုပ်ဖို့ပြောတယ်ခင်ဗျမိုးမိုးကကန်တင်လာပြီကောင်းကုန်တိုက်တယ်ပုံထုတ်တယ်ကန်ချက်ကကောင်းပါလေခင်ဗျာဒါပေမဲ့ဘိုးသမားဘွန်ဆိုင်ကလည်းအရအမောင်းကမြင့်မားတဲ့ခါအမြောက်ဘောတွေနဲ့ဂိုးသွင်းဖို့ကတော့သိမလွယ်ဘူးခင်ဗျအခုတောင်းကန်ဘောဘယ်တောင်းကန်ဘောပါခင်ဗျကန်တင်လာပြီဂိုးရှိချက်ပြန်ပြီကောင်းပုံထုတ်တယ်ပြန်တားတယ်အဝဲလာကန်တယ်ဂိုးပြီခင်ဗျာဂိုးပြီခင်ဗျာအားကဝန္ဒနာရှင်များခင်ဗျာကျွန်တော်တို့ပထမပိုင်းပွဲစားလို့12မိနစ်ကျော်မှာတန်ထွေးကသူ့ရဲ့ထုံးစံအတိုင်းပဲခင်ဗျအဲ့ဒါပဲလူကြုံမောတတ်မှတ်တယ်ခင်ဗျာမာတင်ကစားသမားတွေနေတဲ့ကျွန်တော်တို့ထိုင်းတင်ကန်စစ်စုံတဲ့ဟိုအများဆုံးရောက်ရှိဖို့လိုတယ်ပိတ်တယ်ရပိတ်တယ်အားသာဝန္တာရှင်ပြီးပါပြီခင်ဗျာကျွန်တော်တို့နောက်ခံကစားသမားမိုးဘောကပြစ်တာမောကနေကန်တဲ့တဲ့ဘောလုံးဟာဘိုးသမားနဲ့ဘာသာနဲ့ထိပြီးပြန်ထွက်လာတဲ့ဘောလုံးကိုကျွန်တော်တို့ရှေ့တန်းတိုက်စစ်မှုရီဦးနောက်တစ်ချိန်ပိတ်ဆို့ထားတဲ့အတွက်မြန်မာအသင်းခြေပကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာမြန်မာအသင်းရဲ့လူစားလဲဝင်ရောက်လာတဲ့မာဂရက်မေရီဖြစ်ပါတယ်ခင်ဗျာအားသာဝါဒနာရှင်ပြီးပါပြည်သူများခင်ဗျာကျွန်တော်တို့မြန်မာပြည်သက်ကြီးကလည်းကွင်းလုံးပြည့်ရှံတခဲနဲ့အားပေးနေပြီခင်ဗျာမိုးမိုးဟာကံပေးလိုက်တဲ့ပြစ်ဒဏ်ဘောဟာတကယ်ကိုဂိုးပန်းလမ်းပေါ်အမသာကျွန်တော်တို့ဖနတီစီရီရောက်မှာဖြစ်ပါတယ်ခင်ဗျာမြန်မာအသင်းကပောက်ကန်လေကင်မာလာတော့ကြီးကန်လေဂိုးပြီခင်ဗျာဂိုးပြီခင်ဗျာဂိုးပါပြီခင်ဗျာမြန်မာအသင်းရဲ့ရီဦးပါခင်ဗျာဂိုးပြီခင်ဗျာဒီလိုပြူပြောကျွန်တော်စီခံရပါတယ်ခင်ဗျာ7မိနစ်လိုပါသေးတယ်လို့အားသာဝါဒနာရှင်ပြီးပါပြည်သူများခင်ဗျာကျွန်တော်တို့အချိန်တို့ဒုတိယပိုင်း15မိနစ်ကလည်းပြီးဆုံးဖို့လွှမ်းနေခင်ဗျာဒီချိန်မှာတော့